online ပေါ်မှာလူပြောများရေပန်းစားနေတဲ့ဆရာတော်ဆိုတဲ့အကြောင်းပရိသတ်ကြီးများအားလုံးပဲခင်ဗျာအခုရက်ပိုင်းအတွင်းမှာဆိုလို့ရှိရင်တော့ Facebook Social Media စာမျက်နှာတွေပေါ်မှာဗီဒီယိုဖိုင်ဓာတ်ပုံဖိုင်တွေနဲ့တကွလူပြောများနေတာကတော့ကျိုင်းလက်မြို့နယ်ကထွက်ရက်ပေါက်ဆရာဆိုတဲ့စာရန်တွေနဲ့အတူမျှဝေမှုမြင့်တက်နေပြီးဒီဖိုင်တွေထဲမှာတွေ့မြင်ရတာကဘောလုံးချစီအနီရောင်ကိုဝတ်ဆင်ထားတဲ့အသက်အရွယ်ကြီးအမျိုးသားတစ်ယောက်နဲ့နှကမ်းမွေးမုတ်ဆိတ်မွေးအရှိတွေနဲ့အတူကျမ်းမာရေးမကောင်းတဲ့ပုံစံနဲ့မြင်တွေ့ရတဲ့လူပုဂ္ဂိုလ်တစ်ဦးပဲဖြစ်ပါတယ်။ Social Media တို့ရဲ့ထုံးစံအတိုင်းပဲအဲ့ဒီဗီဒီယိုဖိုင်ဟာတခဏအတွင်းမှာလူအများစီမှာပြန့်နှံ့သွားခဲ့တာဖြစ်ပြီးတော့ကျိုင်းလက်မြို့နယ်ကထွက်ရက်ပေါက်ဆရာတော်ဆိုတဲ့ခေါင်းစဉ်နဲ့နာမည်ကြီးလာခဲ့တာဖြစ်သလိုခုချိန်မှာဆိုရင်တော့ဒီကိစ္စအကြောင်းချင်းရာနဲ့ပတ်သက်ပြီးတော့နောက်ွယ်ကကျောင်းရာတွေကထွက်ပေါ်လာခဲ့တာလည်းဖြစ်ပါတယ်။အဆိုပါထွက်ရက်ပေါက်ဆရာလို့အားလုံးကပြောဆိုနေကြတဲ့သူကကြိုက်လက်မှာနာမည်ကြီးနေတဲ့3နှစ်နေပါဆုံးဖုံးမပေးပဲနေထိုင်တဲ့ဆရာတော်ဆိုပြီးတော့လည်းသိရှိရသလိုအေယာဝတီတိုင်းဖြာပုံခရိုင်ကြိုက်လက်မြို့နယ်နဲ့ဝိုင်းုံစုကျေးရွာမှာ3နှစ်နေပါအစာမစားပဲနေထိုင်ခဲ့တယ်ဆိုတဲ့ဆရာတော်တစ်ပါးကြောင့်လက်ရှိမှာအဆိုပါနေရာမှာပဲဖူးမြော်သူတွေစီကားလို့နေပါတယ်။နီးစပ်သူတွေရဲ့ပြောပြချက်တွေအရဒီဆရာတော်ဟာအရင်ကအသားဖြူဖြူခန့်ခန့်ညာညာနဲ့ကြည်ညိုပွဲကောင်းတဲ့တာမန်ရဟန်းတစ်ပါးဖြစ်ကြောင်းနောက်ပိုင်းမှာတော့ပညာနဲ့ပြုစားခံရသလိုမျိုးတွေဖြစ်ပြီးရွာကိုပြန်လာကလူတွေနဲ့တိတ်စကားမပြောတော့ပဲခြံထဲကအိမ်ဟောင်းလေးမှာပဲတပားလဲသတင်းသုံးစီကဆွေတော်မျိုးတော်ဆိုသူတွေကအစွန်းပုတ်ပေးတယ်ဆိုပြီးတော့လည်းသိရှိရပါတယ်။လက်ရှိမှာအထူးပြန့်နှံ့နေတဲ့ဗီဒီယိုတွေမှာဆရာတော်ဟာသပင်ရှည်ကြီးတွေနဲ့အားနည်းနေတဲ့ပုံစံမျိုးကိုလည်းတွေ့ရှိရပြီးဒေသခံတချို့ကလာရောက်ပုံမြောက်သူတွေကတကိုးကြည့်တယ်လို့ယုံကြည်ပြီးလာရောက်ကြသလိုတစ်ဖက်မှာလည်းဆရာတော်ကရုပ်ပိုင်းဆိုင်ရာအခြေအနေတွေအရစေးရုံစေကံအများဆုံးပို့ဆောင်တင်ပြီးတော့ကုသပေးတဲ့တယ်လို့ဝေဖန်ထောက်ပြမှုတွေလည်းအထူးရှိနေတာပါလောလောဆယ်လာရောက်သူတွေများပြားလွန်းလို့လမ်းတွေဖောက်ပုံမြောက်သူတွေအတွက်နေရာထိုင်ခင်းတွေကိုတောင်မှပြင်ဆင်ပေးနေကြရပြန်တယ်လို့လည်းသိရှိရပြီးမြတ်စွာဘုရားရှင်ရဲ့အဆုံးအမမှာတော့ခန္ဓာကိုယ်ကျမ်းမာမှတရားအားထုတ်နိုင်မှာဖြစ်သလိုအစာအာဟာရအနေနဲ့ရုပ်ခန္ဓာတည်ရှိနိုင်ရန်အတွက်မရှိမဖြစ်လိုအပ်တဲ့အရာတစ်ခုဖြစ်ပြီးတော့လက်ရှိမှာပြန့်နှံ့နေတဲ့ဗီဒီယိုများအရဆရာတော်ဟာသပင်များရှေ့တရားကအင်အားချိနဲ့နေတဲ့ပုံစံမျိုးတွေ့ရှိရသည့်အတွက်အဋိဌံကျင့်ရင်တကိုးကြီးတာထက်ကျမ်းမာရေးချွတ်ယွင်းနေခြင်းဒါမှမဟုတ်စိတ်ပိုင်းဆိုင်ရာပြောင်းလဲမှုတစ်ခုခုကြောင့်အစာကိုညှင်းဆန်နေခြင်းလည်းဖြစ်နိုင်ခြေပိုများပါတယ်။ပြီးခဲ့တဲ့လတွေကအေယာရီတိုင်းဒေသကြီးညောင်မြမြို့နယ်ကျွန်းထိပ်ကျေးရွာလယ်ကွင်းတွင်မှာရှေးဟောင်းရုပ်ပွားတော်တဆူပေါ်တော်မူပွင့်လာတဲ့ဖြစ်စဉ်မှာလည်းထိုနေရာမှထွက်လာသောရေတွေရွှွန့်တွေကိုယောဂမျိုးစုံပျောက်ကင်းတယ်ဆိုတဲ့အယူအလွဲတွေနဲ့တောက်သုံးဆောင်သူတွေရှိနေပြီးတော့ဒီကိစ္စနဲ့ပတ်သက်ပြီးတော့လည်းအငင်းပွားဖွယ်ရာတွေဖြစ်ခဲ့သလိုအမှန်စင်စစ်အားဖြင့်ရုပ်ပွားတော်ဟာမြေပေါ်ကိုပြန်လည်ရောက်ရှိလာခြင်းမှာတဘာဝဘေးရန်နေကြောင်းမြေပြိုပြီးရေမျောကဖုံးကွယ်နေခြင်းသာဖြစ်ပြီးတန်ရှင်းမှုမရှိတဲ့မြေရောက်ရေကိုတောက်သုံးခြင်းကယောဂများကိုပျောက်ကင်းတာထက်ဘေးထွက်ဆိုးကျိုးများပုံမရရှိနိုင်သည့်အတွက်အဆိုပါအယုဒ္ဓဲမှုများကိုဗုဒ္ဓဘာသာဝင်များအနေနဲ့အသိဉာဏ်သတိနဲ့စင်တင်ရန်အထူးလိုအပ်ခဲ့တာဖြစ်သလိုဒါကြောင့်မို့လဲသက်ဆိုင်ရာကျေးရွာလူကြီးများနဲ့တန်ခါများကစေတနာရှင်များအနေနဲ့အခုဆရာတော်ရဲ့ခြေအနေကိုလည်းစနစ်တကျအဆောင်ကြည့်ကလိုအပ်တဲ့စေဝါကုသမှုများရရှိစေဖို့နဲ့တကိုးကြီးအကြောင်းပြပြီးမြမထုံးစံအတိုင်းနောက်ွယ်ကအလူကန်ဖွဲ့ကပေါ်ထွက်လာမှလည်းဖြစ်သလိုဒီကနေပဲအကျိုးဖြစ်ထွန်းကတိုက်ဆောက်ကားစီကြမှလည်းဖြစ်ပါတယ်။ဘာသာရေးယူလွဲမှုများမဖြစ်စေရန်အတွက်ကိုလည်းထိန်းကွပ်ပေးကြဖို့ကိုလည်းတိုက်တွန်းအပ်ပါတယ်ဆိုပြီးတော့လည်းအခုလိုမျိုးရေးသားဖော်ပြမှုတွေရှိနေသလိုပုံမှန်မဟုတ်သောဖြစ်စဉ်တစ်ခုကိုတကိုးရှင်ဆိုပြီးတော့လွယ်နဲ့အယုံလွယ်ကြတဲ့သူတွေကလည်းများသလိုအကျိုးအကြောင်းစင်ကြင်တုံတရားနဲ့ရှုမြင်ခြင်းကသာသာသနာတော်အတွက်တန်ရှင်းတည်တံ့မှုကိုအထောက်အကူပြုစေမှာလည်းဖြစ်ပါတယ်။ဒါကြောင့်မလို့ကျွန်တော်တို့ Direct Combat Media ပရိသတ်ကြီးတို့အနေနဲ့ကောခုလိုမျိုးဖြစ်တဲ့အပေါ်မှာဘယ်လိုမျိုးထင်မြင်သုံးသပ်မိတယ်လဲဆိုတာကိုလည်းဒီဗီဒီယိုလေးရဲ့ comment လေးမှာမှတ်ချက်ပြုရေးပေးသွားနိုင်ပြီးတော့တကယ်ပဲအခုလူကအထူးခြားတဲ့အဋိဌံတွေကြောင့်တကိုးကြည့်နေတာလား
ဒါမှမဟုတ်အမြန်ဆုံးစေဝါကုသပေးဖို့လိုအပ်နေတဲ့လူနာတစ်ယောက်လားဆိုတာကိုလည်းမှတ်ချက်ပြုရေးပေးသွားပြီးတော့ဒေသခံရိုးသားစ조사 AR တိုင်းသားတွေအနေနဲ့လည်းခုဗီဒီယိုလေးကနေတစ်ဆင့်အသေးသေးစင်ကြယ်နိုင်ကြစေဖို့တင်ဆက်ဖော်ပြပေးလိုက်ခြင်းပဲဖြစ်ပါတယ်ခင်ဗျာပရိသတ်ကြီးတို့တွေးထင်တွေကိုလည်းဒီဗီဒီယိုလေးရဲ့ comment လေးမှာအားမနာလဲရေးပေးသွားနိုင်ပါတယ်နောက်ထပ်သတင်းဦးသတင်းထိုးများနေတကွပြန်လည်ဆုံတွေ့ကြရအောင်ပရိသတ်ကြီးတို့ရေကြည့်ရှုအားပေးခဲ့ကြတဲ့လူတိုင်းကိုလည်းကျေးဇူးအထူးပဲတင်ရှိပါတယ်ခင်ဗျာကျွန်တော်တို့ရဲ့ The Red Carpet မြန်မာ channel လေးကိုလည်း like and subscribe လုပ်ပေးဖို့မမေ့ကြပါနဲ့ခင်ဗျာအားလုံးပဲမင်္ဂလာရှိသောနှစ်သက်ကိုအတာကူးတဲ့တကူလအချိန်သားလေးဖြစ်ကြပါစေခင်ဗျာ